အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်တို့ Swiss Star ဆိုင်ရဲ့ညီမလေးကို hair style လေးညီမလေးကိုကျွန်တော် design ချိန်ပေးမှာပဲဖြစ်ပါတယ်ဘလို့ပုံစံလေးချိန်မလဲဆိုတာချက်လောက်သွားမေးကြည့်အောင်အားလုံးပဲလိုက်ခဲ့လိုက်ဒါကတော့7 design ချိန်ပဲညီမပဲဖြစ်ပါတယ်ညီမဘလို့ design လေးချိန်မလဲညီမအဲ့ဒီဒီပုံလေးအတိုင်းပေါ့နော်ချင်းနေတာပေါ့အရန်တော့မတူချင်ဘူးပေါ့နော်ဒီပုံစံလေးပဲအရန်ကိုဟုတ်ပါတယ်ဒီကနည်းနည်းလေးရှင်းပြပါတော့ဟုတ်ကဲ့ပါဟုတ်ပြီချက်လောက်ပြလာလို့ပုံလေးလဲဆိုဒီပုံလေးပါရှင်ကြာပြီတော့ okay ဒီမှာဘလို့ design ချိန်တဲ့ပုံလေးကိုပြန်ပြပေးမယ်ကိုယ်ဘလို့စလုံးရမယ်မသိအောင်ကဲဒါလေးကတော့ဒါနောက်ဆုံးညှက်ထားတဲ့ result လေးဖြစ်ပါတယ်ဒါ style လေးတယောက်ကိုဒါသူများတွေကိုပဲအများနဲ့ညှက်ပြီးနေကိုယ်တိုင်ဒါညှက်ခံတဲ့အတွက်ဘယ်လိုမျိုးခံစားမှုရှိတော့လဲဟုတ်ကြိုက်ပါတယ်ရှင်ပြီးလဲစိတ်ကြည်နမ်းမှုလည်းရှိရပေါ့နော်ဒီကိုင်းနဲ့ဒါပြီးတော့စနေကေပြောင်းရင်လည်းဆိုရင်လည်းလာလို့ရပါတယ်ရှင်ဟုတ်ကဲ့လာခဲ့ဖို့ဖိတ်ခေါ်ပါ